ဖုတ်ကောင်ဇမ်ဘီတကောင်ဟာမိန်းကလေးတယောက်ကိုမြင်မြင်ချင်းချစ်မိသွားခဲ့တယ်။သူဟာဟမ်ဘာဘာနဲ့သူမစီကိုရှောက်သွားပြီးဓာတ်နဲ့ပစ်ပေါက်လိုက်ပေမဲ့သူမကိုတော့ဘာမှမထိခိုက်စေခဲ့ဘူး။မိန်းကလေးဟာကြောက်လက်တကြားနဲ့စိတ်သက်တွေပြိုလဲနေချိန်မှာတော့အဲ့ဒီဖုတ်ကောင်ကသူမကိုမတိုက်ခိုက်ခဲ့ပါဘူး။သူကသူ့ရဲ့သွေးတွေကိုသူမရဲ့မျက်နှာမှာပို့လိုက်ပြီးသူမရဲ့လူသားအနံ့ကိုဖုံးကွယ်ပေးလိုက်တယ်။ဒါမှတခြားဖုတ်ကောင်တွေသူမကိုအနံ့မရမှာဖြစ်ပါတယ်။အဲ့ဒီနောက်သူမကိုသူ့ရဲ့ခိုအောင်ရစီခေါ်သွားခဲ့တယ်။ယူလီယိုဟာကြောက်လက်တကြားငိုယိုပြီးတကိုယ်လုံးကိုကြုံထားမိတယ်။ဖုတ်ကောင်ကသူမကိုဘလို့နှစ်သိမ့်ရမလဲဆိုတာမသိတာကြောင့်အပြင်ကိုခဏထွက်သွားခဲ့တယ်။သူဟာလူနဲ့တူအောင်သူ့စပင်တွေကိုအရင်ဆုံးတေချာပြင်လိုက်ပြီးမှသူမအတွက်စောင့်တထဲယူလာပေးပြီးခြုံပေးခဲ့တယ်။ပြီးတော့သူမကိုစိတ်အေးစေဖို့အတွက်ချော့တိတ်တေးလောက်လပိတ်လေးကိုတိုးတိုးလေးညှိဆိုပြခဲ့တယ်။ယူလီဟာဒီဖုတ်ကောင်ကတခြားဖုတ်ကောင်တွေနဲ့မတူဘူးဆိုတာကိုနားလည်သွားပြီးသူ့ကိုစတင်ယုံကြည်လာခဲ့တယ်။ဒါကိုသိလိုက်ရတဲ့ဖုတ်ကောင်ကလည်းဝမ်းသာသွားပြီးချက်ချင်းပဲအပြင်ကိုထွက်သွားခဲ့တယ်။ယူလီကဒါဟာထွက်ပြေးဖို့အခွင့်အရေးပဲလို့တွေးပြီးပြေးခဲ့ပေမဲ့တိတ်မဝေးခင်မှာပဲတခြားဖုတ်ကောင်တွေကသူမကိုလူသားမှန်းသိပြီးဝိုင်းထားကြတော့တယ်။ယူလီဟာလေရင်ပြန်တစင်းရဲ့အောက်မှာပုံနေစင်မှာပဲအဲ့ဒီဖုတ်ကောင်တွေကသူမစီပြန်ရောက်လာခဲ့တယ်။သူကသူမကိုစိတ်မဆိုးပဲချော့မော့ပြီးသူ့ရဲ့အနံ့နဲ့သူမကိုထပ်မံဖုံးကွယ်ပေးခဲ့တယ်။အဲ့ဒီနောက်သူမကိုဖုတ်ကောင်တကောင်လိုလမ်းလျှောက်နေတင်ပေးပြီးလေရင်မောင်းခန်းခါဖက်စီကိုပြန်ခေါ်လာခဲ့တယ်။သူယူလာတဲ့စားစရာတွေနဲ့ဘီယာပလင်းကိုရတနာတစ်ခုလိုမျိုးသူမရှိမှထုတ်ပြခဲ့တယ်။ဒီလိုနဲ့ယူလီရဲ့ကြောက်စိတ်တွေရောပါလာပြီးသူ့ရဲ့နာမည်ကိုမေးခဲ့တယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ဦးဟာတငယ်ချင်းတွေဖြစ်သွားကြတယ်။လေစိတ်မှာကားပြိုင်စီတာတချင်းသားထောင်တာနဲ့ဂိမ်းကစားတာတွေဟာသူတို့ရဲ့နေ့စဉ်လုပ်တွေဖြစ်လာခဲ့တယ်။အချိန်ကြာလာတာနဲ့အမျှယူလီဟာသူဟာဖုတ်ကောင်ကောင်ဆိုတာကိုတော့မေ့သွားတယ်လို့ဖုတ်ကောင်လေးအာရတော့ကလည်းသူမမရှိပဲမနေနိုင်တော့ဘူးဖြစ်လာတယ်။သူမအိတ်နေတဲ့အချိန်မှာတော့သူကစောင့်ကြည့်ပေးနေခဲ့တယ်။ဒါပေမဲ့တနေ့မှာတော့ယူလီဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။အာရကလိုက်ရှာတဲ့အခါသူမကိုဖုတ်ကောင်အုပ်စုကဝိုင်းထားတာတွေ့လိုက်ရတယ်။သူကသူမကိုကယ်ဖို့ပြေးသွားတဲ့အချိန်မှာပဲပိုပြီးကြောက်စရာကောင်းတဲ့အယိုးစုဖုတ်ကောင်ဘောင်းနေတွေရောက်လာပါတော့တယ်။အာရကယူလီရဲ့လက်ကိုဆွဲပြီးနှစ်ယောက်သားထွက်ပြေးခဲ့ကြတယ်။ဒါပေမဲ့အပြင်ရောက်တော့အယိုးစုဖုတ်ကောင်၃ကောင်ကလမ်းပိတ်ထားကြတယ်။အဲ့ဒီအချိန်မှာပဲအာရီရဲ့ဖုတ်ကောင်တငယ်ချင်းတွေရောက်လာပြီးတခြားဖုတ်ကောင်တွေလည်းစုဝေးလာကြတယ်။တယောက်ကအာရီရဲ့လက်ကိုစုပ်ကင်လိုက်တဲ့အပြုမှုလေးတစ်ခုဟာဖုတ်ကောင်အုပ်စုတစ်ခုလုံးကိုတက်ရောက်သွားပြီးသူတို့နှစ်ယောက်ကိုလွှတ်ပေးလိုက်ကြတယ်။သူတို့ထွက်ခွာသွားပြီးနောက်တချို့ဖုတ်ကောင်တွေစီမှာအမတ်တရတွေပြန်ပေါ်လာပြီးနှလုံးခုန်တန်တွေတောင်ပြန်ထွက်လာခဲ့တယ်။အယိုးစုဖုတ်ကောင်တွေကဒါကိုတစ္ဆာဖောက်မှုလို့သတ်မှတ်ပြီးသူတို့ကိုလိုက်လံရှာဖွေပါတော့တယ်။အာရီနဲ့ယူလီတို့ဟာအစွမ်းကုန်ထွက်ပြေးခဲ့ကြပေမဲ့လမ်းဆုံးသွားတဲ့အချိန်မှာအယိုးစုဖုတ်ကောင်တွေကအနားကိုကပ်လာခဲ့ပြီးအာရီကယူလီကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးအောက်ကိုခုန်ချလိုက်ကြတယ်။တေဘေးကနေလွတ်မြောက်သွားတဲ့နောက်မှာတော့သူတို့နှစ်ဦးဟာစိတ်လှုပ်ရှားစွာနဲ့တဦးကိုတဦးနမ်းလိုက်ကြတယ်။အဲ့ဒီအချိန်မှာပဲအာရီရဲ့မျက်လုံးတူငယ်အိမ်တွေပြောင်းလဲလာပြီးရုတ်တရက်သူ့ကိုတနက်ကြီးစံတစ်ခုထိမှန်သွားတယ်။စစ်တပ်ကသူတို့ကိုရှာတွေ့သွားတာပါ။ယူလီကအာရကိုကာကွယ်ဖို့ရှေ့ကနေရက်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အချက်တစ်ခုကိုသတိထားမိလိုက်တယ်။အာရီရဲ့ခန္ဓာကိုယ်ကနေတွေးတွေထွက်နေတာပါ။သူဟာဖုတ်ကောင်မဟုတ်တော့ပဲလူသားတစ်ယောက်အဖြစ်ပြန်လည်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။